မတ်လ28ရက်နေ့မှဧပြီလ16ရက်နေ့အတွင်းမဲအွန်လိုင်းစစ်တပ်ဟာလေကြောင်းတိုက်ခိုက်မှု216ကြိမ်ပြုလုပ်ခဲ့ပြီးအရသား152ဦးသေဆုံးခဲ့က269ဦးဒဏ်ရာရရှိခဲ့ပါတယ်။ဒီတိုက်ခိုက်မှုတွေဟာငလင်တန်နဲ့ဒေသတွေမှာပုံမှုဖြစ်ပွားခဲ့တာဖြစ်ပြီးတော့ပြည်သူတွေရဲ့ဒုက္ခကိုပုံမှုဆိုးရွားစေခဲ့ပါတယ်။ဟုတ်ကဲ့ဒီနေ့ဗီဒီယိုမှာတော့ငလင်တန်ကာလအတွင်းမဲအွန်လိုင်းစစ်တပ်ဘာလုပ်နေလဲအာဏာသိမ်းစစ်တပ်လေကြောင်းကဘာလုပ်နေလဲဆိုတာကိုအသေးစိတ်ဆွေးနွေးတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာငလင်တန်းနဲ့ပြည်သူကိုကဲရမယ်အစားမဲအွန်လိုင်းလေယာဉ်တွေဘာလုပ်နေလဲ2025ခုနှစ်မတ်လ28ရက်နေ့မှာမြန်မာနိုင်ငံစကိုင်းဒေသကိုဗဟိုပြုပြီးနှစ်တရာအတွင်း9.8အဆင့်ရှိပြင်းထန်တဲ့ငလင်တစ်ခုလှုပ်ခတ်ခဲ့တာကြောင့်ဒီငလင်ဟာမန္တလေးစကိုင်းပျော်ပွဲမိထီလာရမဲသိန်းရှမ်းပြည်နယ်နဲ့နေပြည်တော်စတဲ့ဒေသတွေမှာဧပြီလ16ရက်နေ့အထိတေဆုံးသူ4410ဦးဒဏ်ရာရရှိသူ11369ဦးနဲ့ပျောက်ဆုံးနေသူ342ဦးရှိနေတယ်လို့ DVB ရဲ့သတင်းဌာနရဲ့စောင့်ကြည့်လေ့လာမှုအရဖော်ပြထားပါတယ်။ဒါပေမဲ့ဒီလိုရေးပေါ်အခြေအနေမှာမဲအွန်လိုင်းဥဆောင်နေတဲ့စစ်တပ်ဟာပြည်သူတွေကိုကဲရမယ်စားပြည်သူအခွန်ဘဏ္ဍာနဲ့ဝယ်ယူထားတဲ့စစ်လက်နက်ပစ္စည်းတွေနဲ့ပြည်သူတွေကိုတိုက်ခိုက်တပ်ဖြတ်နေပါတယ်။ငလင်ဖြစ်ပြီးနေ့ကနေဧပြီလ16ရက်နေ့အထိလေကြောင်းတိုက်ခိုက်မှု216ကြိမ်ပြုလုပ်ခဲ့ပြီးအရသားအနည်းဆုံး152ဦးသေဆုံးက269ဦးဒဏ်ရာရရှိခဲ့ပါတယ်။မဲအွန်လိုင်းစစ်တပ်ဟာပြည်သူတွေရဲ့အခွန်ဘဏ္ဍာငွေနဲ့ဝယ်ယူထားတဲ့စစ်လေယာဉ်တွေဟယ်လီကော်ပတာဒရုန်းတွေနဲ့ငလင်တန်းတဲ့ပြည်သူတွေကိုကယ်ဆယ်ရမယ်အစားတိုက်ခိုက်နေပါတယ်။စစ်တပ်ဟာ2021ခုနှစ်မှာအာဏာသိမ်းပြီးကတည်းကပြည်သူတွေရဲ့အခွန်ဘဏ္ဍာငွေတွေကိုလက်နက်ဝယ်ယူရေးတွေမှာအဓိကသုံးစွဲခဲ့ပါတယ်။စစ်တပ်ဟာဟယ်လီကော်ပတာ80ကျော်နဲ့စစ်လေယာဉ်စုစုပေါင်း280နဲ့350ကြားရှိပြီးဒီလေယာဉ်တွေကိုကယ်ဆယ်ရေးလုပ်ငန်းတွေမှာအသုံးပြုရမယ်အစားပြည်သူတွေကိုတိုက်ခိုက်နေဖို့သာအသုံးပြုနေပါတယ်။ဒီတိုက်ခိုက်မှုတွေမှာအသုံးပြုခဲ့တဲ့ဘုံတစ်လုံးဝယ်တန်ဖိုးဟာငလင်တန်းနဲ့ပြည်သူ100ကျော်ကိုကယ်ဆယ်ရေးပစ္စည်းတွေဝယ်ယူနိုင်တဲ့ပမာဏဖြစ်ပါတယ်။ငလင်တန်းဖြစ်ပြီးတော့မဲအွန်လိုင်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကိုအသေးစိတ်ကြည့်ရအောင်ပါ။မတ်လ28ရက်29ရက်နေ့တွေမှာငလင်တန်းဖြစ်ပြီး24နာရီအတွင်းစကိုင်းတိုင်းဒီပင်းမြို့နယ်နဲ့ကလေးမြို့နယ်တွေမှာလေကြောင်းတိုက်ခိုက်မှု9ကြိမ်ပြုလုပ်ခဲ့ပြီးအရသား12ဦးသေဆုံးခဲ့ပါတယ်။မတ်လ30ရက်နေ့မှာလည်းစကိုင်းတိုင်းမရယာမြို့နယ်မှာဟယ်လီကော်ပတာနဲ့တိုက်ခိုက်မှုတွေကြောင့်အရသား8ဦးသေဆုံးပြီး15ဦးဒဏ်ရာရခဲ့ပါတယ်။ဒီနေရာကလည်းငလင်ကြောင့်ထိခိုက်ခံစားခဲ့ရတဲ့နေရာပဲဖြစ်ပါတယ်။ဧပြီလ1ရက်နေ့မှာကချင်ပြည်နယ်မှာဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီးရှမ်းပြည်နယ်အရှေ့ပိုင်းနယ်စပ်ကနေဝင်လာတဲ့တရုတ်ချက်ချင်းဒီအဖွဲ့အကူအညီရင်တန်းကိုလည်းပြစ်ခတ်ခဲ့ပါသေးတယ်။ဒီဟာနိုင်ငံတကာလူသားချင်းစာနာမှုဥပဒေကိုချိုးဖောက်တဲ့ရာဇဝတ်မှုဖြစ်ပါတယ်။ဧပြီလ2ရက်နေ့မှာလည်းစစ်အစိုးရကလူသားချင်းစာနာမှုဆိုင်ရာအဖြစ်ကရစဲကိုကြီးညာခဲ့တော့လဲအဲ့ဒီနေ့မှာပဲစကိုင်းတိုင်းနဲ့ကချင်ပြည်နယ်တွေမှာလေကြောင်းတိုက်ခိုက်မှုတွေဆက်လက်ပြုလုပ်ခဲ့ပါတယ်။ဧပြီလ3ရက်နေ့နဲ့9ရက်နေ့တွေမှာတော့အဖြစ်ကရစဲကြီးညာပြီးနောက်စကိုင်းတိုင်းမှာလေကြောင်းတိုက်ခိုက်မှု17ကြိမ်ပြုလုပ်ခဲ့ပြီးမန္တလေးတိုင်းမှာရှိတဲ့ကျေးရွာတွေကိုလည်းမြေပြင်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါသေးတယ်။ပကံမှာရှိတဲ့ကမ္ဘာအမွေနဲ့နေရာအနီးကအိမ်တွေကိုလည်းမီးရှို့ခဲ့ပါသေးတယ်ဗျာ။ကုလသမဂ္ဂလူ့အခွင့်အရေးရုံးရဲ့အဆိုအရအပြစ်ကရစဲစတင်ပြီးနောက်9ရက်အတွင်းတိုက်ခိုက်မှု14ကြိမ်ရှိခဲ့ပြီးငလင်ဖြစ်ပြီးကနေဧပြီလ9ရက်နေ့အထိစစ်အစိုးရရဲ့လေကြောင်းတိုက်ခိုက်မှုတွေ63ကြိမ်ပြုလုပ်ခဲ့ပြီးအရသား68ဦးသေဆုံးခဲ့ပါတယ်။အဲ့ဒီထဲမှာကလေးငယ်နဲ့အမျိုးသမီးတွေလည်းပါဝင်ခဲ့ပါတယ်။စကိုင်းတိုင်းဒေသကြီးဟာအစိုးရမှထိခိုက်ခံစားခဲ့ရတဲ့နေရာဖြစ်ပါတယ်။ဧပြီလ10ရက်နေ့တရက်ထဲမှာပဲလေကြောင်းတိုက်ခိုက်မှုကြောင့်အရသား39ဦးသေဆုံးခဲ့ရပါတယ်။ဒီတိုက်ခိုက်မှုတွေမှာစစ်တပ်ဟာ MI-35 စစ်ရဟတ်ယာဉ်တွေနဲ့ဘုံကျဲလေယာဉ်တွေကိုအသုံးပြုခဲ့ပြီးကျေးရွာတွေကိုရည်ရွယ်ချက်ရှိရှိပြစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။ဧပြီလ23ရက်နေ့မှာစကိုင်းတိုင်းမှာပဲနောက်ထပ်လေကြောင်းတိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။အရသား9ဦးထပ်မံသေဆုံးခဲ့ပါတယ်။စကိုင်းတိုင်းတစ်ခုထဲမှာပဲစုစုပေါင်း46ဦးသေဆုံးခဲ့ရပါတယ်။ဒီတိုက်ခိုက်မှုတွေဟာကလေးငယ်တွေနဲ့တက်ကြီးရွယ်တွေလည်းသေဆုံးတဲ့အထဲမှာပါဝင်ခဲ့ပါတယ်။စကိုင်းတိုင်းမှာဧပြီလ10ရက်နေ့တိုက်ခိုက်မှုမှာလည်းအသက်9နှစ်အရွယ်ကလေးငယ်3ဦးပါဝင်မိသားစု9ဦးတပြိုင်နက်တည်းသေဆုံးခဲ့ရပါတယ်။ဒါရီယာစစ်တပ်ကလေးတငယ်တွေကိုကောင်မချမ်းပဲရွေချက်ရှိရှိပြစ်မှတ်ထားတိုက်ခိုက်နေကြောင်းသက်သေပြနေပါတယ်ခင်ဗျာ။မန္တလေးတိုင်းဒေသကြီးမှာဧပြီလ17ရက်နေ့နဲ့12ရက်နေ့အတွင်းလေကြောင်းတိုက်ခိုက်မှုတွေကြောင့်အရသား14ဦးသေဆုံးခဲ့ပါတယ်။
ချင်းပြည်နယ်မှာဧပြီလ10ရက်နေ့နဲ့9ရက်နေ့တွေမှာလည်းအရသား12ဦးကရင်ပြည်နယ်မှာဧပြီလ9ရက်နေ့နဲ့6ရက်နေ့တွေမှာအရသား17ဦးကယားပြည်နယ်မှာလည်းဧပြီလ9ရက်နေ့မှာပဲအရသား10ဦးအသီးသီးတည်ဆုံခဲ့ရပါတယ်ခင်ဗျာဒီတိုက်ခိုက်မှုတွေအတွင်းစစ်တပ်အားရွာလုံးကျုံမီးရှို့ခြင်းအရသားတွေကိုပြစ်မှတ်ထားတိုက်ခိုက်ခြင်းတွေကိုပြုလုပ်ခဲ့ပြီးဒေသခံပြည်သူတွေထွက်ပြေးတိမ်းရှောင်ရမှုတွေဖြစ်ပေါ်စေခဲ့ပါတယ်ဒါစစ်တပ်ကငလင်ဘေးတပ်ကိုအခွင့်ကောင်းယူပြီးအတိုက်အခမ်းတော်လိုင်းတပ်ဖွဲ့တွေကိုအားနည်းအောင်လှုပ်ဆောင်နေခြင်းပဲဖြစ်ပါတယ်ကမ္ဘာတဝန်းကနိုင်ငံတွေကလည်းမြန်မာနိုင်ငံငလင်ဒေသတွေမှာကူညီဖို့ကမ်းလှမ်းနေပြီးမလေးရှားထိုင်းဂျပန်တရုတ်အိန္ဒိယဖိလစ်ပိုင်ဗီယက်နမ်စင်ကာပူကိုရီးယားအမေရိကန်အင်္ဂလန်စတဲ့နိုင်ငံတွေကကယ်ဆယ်ရေးအဖွဲ့တွေဆရာဝန်တွေအင်ဂျင်နီယာတွေဆွေးလွတ်ကူညီနေပေမဲ့မင်းအွန်လိုင်းရဲ့လေတက်ကတော့ပြည်သူတွေကိုဘုံလိုက်ကျဲနေပါတယ်ဧပြီလ1ရက်နေ့မှာတရုတ်ကြက်ချင်ဒီအဖွဲ့ကိုစစ်တပ်ကပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်ဒီချိန်တည်းကိုတိုက်ခိုက်ခဲ့ခြင်းတွေဟာနိုင်ငံတကာလူသားချင်းစာနာမှုဥပဒေကိုချိုးဖောက်တဲ့ရာဇဝတ်မှုဖြစ်ပါတယ်မင်းအွန်လိုင်းစစ်တပ်ဟာငလင်ဘေးကိုလက်နက်တစ်ခုအဖြစ်အသုံးချနေပါတယ်2008ခုနှစ်နာဂက်မုန်တိုင်းတုန်းကလိုပဲဒီတစ်ခါမှလည်းကယ်ဆယ်ရေးလုပ်ငန်းတွေကိုပိတ်ပင်ထားပြီးအကူအညီတွေကိုစစ်တပ်ကနေမှတဆင့်သာဖြတ်တန်းပြုတ်ခွင့်ကူညီဖို့ကြိုးစားနေပါတယ်။နာဂက်မုန်တိုင်းတုန်းကစစ်ဆိုးရဟာနိုင်ငံတကာအကူအညီတွေကိုပိတ်ပင်ခဲ့ပြီးလူပေါင်း3,400,000ကျော်တည်ဆုံခဲ့ရပါတယ်။ဒီတစ်ခါမှလည်းလားတူနီးပြူဟာကိုအသုံးပြုနေပါတယ်။အကူအညီတွေကနေစစ်တပ်ကမှတဆင့်ဖြတ်တန်းစေပြီးစစ်တပ်ကိုထောက်ခံတဲ့ဒေသတွေကိုသာအဓိကဦးစားပေးကူညီနေပါတယ်။စစ်တပ်ဟာငလင်ဖြစ်ပြီးနောက်အင်တာနက်ဖြတ်တောက်မှုတွေနဲ့သတင်းကန့်သတ်မှုတွေကိုလည်းဆက်လက်ပြုလုပ်ခဲ့ပါတယ်။ဒါကြောင့်ငလင်ဒေသတွေမှာရေးပေါ်သတင်းတွေဖလှယ်နိုင်မှုမြန်မြန်ဆန်ဆန်မရှိခဲ့ပါဘူး။အဖွဲ့အစည်းပေါင်း120ကျော်ကလည်းဒီလိုလုပ်ရက်ကိုရှုတ်ချခဲ့ပြီးစစ်ကောင်စီကငလင်ဖြစ်ပွားနေစေအင်တာနက်ဖြတ်တောက်မှုတွေနဲ့ပြည်သူတွေရဲ့သတင်းအချက်အလက်ရယူပိုင်ခွင့်ကိုကန့်သတ်ခဲ့တဲ့အတွက်အပြည့်အဝတောင်းရွက်မှာဖြစ်ပါတယ်။ဒီလုပ်ရက်တွေဟာရေးကြီးသတင်းအချက်အလက်စီးဆင်းမှုကိုပြပြစေခဲ့ပြီးအချိန်မီကယ်ဆယ်ရေးလုပ်ငန်းတွေကိုဟန်တားခဲ့တဲ့အတွက်ရှောင်လွဲနိုင်တဲ့တည်ဆုံမှုတွေကိုဖြစ်ပွားစေခဲ့ပါတယ်လို့ကြေညာခဲ့ပါတယ်။ကမ္ဘာနိုင်ငံထဲမှာတဘာဝဘေးဖြစ်ရင်အစိုးရတွေဟာပြည်သူတွေကိုကယ်ဆယ်ဖို့နိုင်ငံပိုင်ပစ္စည်းတွေစစ်တပ်ရဲ့ရင်းမြစ်တွေကိုအပြည့်အဝအသုံးပြုခဲ့ပါတယ်။ဂျပန်နိုင်ငံမှာ2011ခုနှစ်ဆူနာမီဖြစ်စဉ်မှာလည်းဂျပန်အစိုးရဟာကိုယ်ပိုင်ကာကွယ်တပ်ဖွဲ့3,000ကျော်ကိုကယ်ဆယ်ရေးလုပ်ငန်းတွေမှာအသုံးပြုခဲ့ပြီးဟယ်လီကော်ပတာ190ကျော်နဲ့ရေတပ်သင်္ဘော100ကျော်ကိုစစ်လွတ်ကူညီစေခဲ့ပါတယ်။ထိုင်းနိုင်ငံမှာလည်း2011ခုနှစ်ရေကြီးမှုမှာထိုင်းစစ်တပ်ဟာကယ်ဆယ်ရေးလုပ်ငန်းတွေကိုအဓိကပါဝင်ခဲ့ပါတယ်။ဟယ်လီကော်ပတာတွေရေရှမ်းနိုင်တဲ့ယာဉ်တွေနဲ့စစ်သင်္ဘောတွေကိုအသုံးပြုခဲ့ပါတယ်။တရုတ်နိုင်ငံမှာလည်း2008ခုနှစ်စီချွန်ငလင်နောက်ပိုင်းတရုတ်အစိုးရဟာဒီစီချွန်ငလင်ထဲမှာစစ်သား3,300,000ကျော်ကိုကယ်ဆယ်ရေးလုပ်ငန်းတွေမှာအသုံးပြုခဲ့ပြီးဟယ်လီကော်ပတာ100ကျော်ကိုစစ်လွတ်ကူညီခဲ့ပါတယ်။ဒါပေမဲ့မြန်မာနိုင်ငံမှာမင်းအွန်လိုင်းစစ်တပ်ဟာပြည်သူတွေကိုကယ်ရမယ့်အစားဟယ်လီကော်ပတာတွေစစ်လေယာဉ်တွေနဲ့ပြည်သူတွေကိုဘုံကျဲတိုက်ခိုက်နေပါတယ်။ဒါစစ်ရာဇဝတ်မှုဖြစ်ပါတယ်။စစ်တပ်မှာဟယ်လီကော်ပတာ80ကျော်နဲ့စစ်လေယာဉ်စုစုပေါင်း280နဲ့350ကြားရှိပေမဲ့ဒီလေယာဉ်တွေကိုကယ်ဆယ်ရေးလုပ်ငန်းတွေမှာအသုံးပြုရမယ့်အစားပြည်သူတွေကိုတိုက်ခိုက်နေဖို့သာအသုံးပြုခဲ့ပါတယ်။မင်းအွန်လိုင်းစစ်တပ်ဟာ2021ခုနှစ်အာဏာသိမ်းပြီးကတည်းကပြည်သူတွေပေါ်ရာဇဝတ်မှုပေါင်းများစွာကျူးလွန်ခဲ့ပါတယ်။ဒီရာဇဝတ်မှုတွေထဲမှာ2021ခုနှစ်မှ2025ခုနှစ်အထိအရသား6,500ကျော်တပ်ဖြတ်ခံခဲ့ရပြီးအတည်ပြုဖို့လိုနေတဲ့နောက်ထပ်3,300ကျော်ကိုလည်းတပ်ဖြတ်ခံရတယ်လို့ဆိုနိုင်ပါတယ်။စစ်တပ်ဟာကျေးရွာပေါင်း900ကျော်ကိုမီးရှို့ဖျက်ဆီးခဲ့ပါတယ်။2021ခုနှစ်မှ2025ခုနှစ်အထိအရသား2,900ကျော်ဖမ်းဆီးခံခဲ့ရပြီး182ဦးသေဒဏ်ချမှတ်ခံရပါတယ်။ညှဉ်းပန်းနှိပ်စက်မှုတွေကြောင့်သေဆုံးရသူတွေလည်းရှိပါသေးတယ်။စစ်တပ်ဟာကျေးရွာတွေစာသင်ကျောင်းတွေဆေးရုံတွေနဲ့ဘာသာရေးအဆောက်အဦတွေကိုလေကြောင်းတိုက်ခိုက်မှုပေါင်း1,000ကျော်ပြုလုပ်ခဲ့ပါတယ်။စစ်တပ်ဟာအတိုက်အခံနယ်မြေတွေကိုအစားအစာနဲ့ဆေးဝါးတွေပိတ်ဆို့ထားပြီးလူသားချင်းစာနာမှုဆိုင်ရာအချက်အတဲတွေဖြစ်ပွားစေခဲ့ပါတယ်။ဒီရာဇဝတ်မှုတွေဟာနိုင်ငံတကာဥပဒေအရလူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုနဲ့ဖြစ်ပါတယ်။မင်းအွန်လိုင်းနဲ့သူစစ်တပ်ဟာဒီရာဇဝတ်မှုတွေအတွက်တောင်းယူရမှာဖြစ်ပါတယ်။စစ်တပ်ဟာကယ်ဆယ်ရေးလုပ်ငန်းတွေမလုပ်နိုင်တဲ့အတွက်ပြည်သူတွေဟာကိုတူကိုထကယ်ဆယ်ရေးလုပ်ငန်းတွေလွတ်ဆောင်နေရပါတယ်။အပျက်စီးတွေကိုဖယ်ရှားရပြီးပိတ်ပင်နေတဲ့သူတွေကိုကယ်ဆယ်နေရပါတယ်။ဒီလိုချိန်မှာစစ်တပ်ဟယ်လီကော်ပတာတွေကကယ်ဆယ်ရေးလုပ်ငန်းတွေမှာမပါဝင်ပဲပြည်သူတွေကိုတိုက်ခိုက်နေဖို့သာအသုံးချနေပါတယ်။ပြည်သူများဟာကိုယ့်အိမ်ကိုပြန်လည်တိစောက်ဖို့ကြိုးစားနေကြရပြီးစစ်တပ်မှအကူအညီလုံးဝမရရှိပါဘူး။
ဒါပြင်စစ်တပ်ကကယ်ဆယ်ရေးလုပ်ငန်းတွေကိုဟန်တာနှောက်ယှက်နေပြီးပြည်သူတွေကိုတိုက်ခိုက်နေပါတယ်မတ်လ28ရက်နေ့ဧပြီလ16ရက်နေ့အတွင်းမင်းအွန်လိုင်းစစ်တပ်ဟာလေကြောင်းတိုက်ခိုက်မှု216ကြိမ်ပြုလုပ်ခဲ့ပြီးရသား152ဦးသေဆုံးခဲ့က269ဦးဒဏ်ရာရရှိခဲ့ပါတယ်ဒီတိုက်ခိုက်မှုတွေဟာငလင်တန်းနဲ့ဒေသတွေမှာပုံမှုဖြစ်ပွားခဲ့ပြီးပြည်သူတွေရဲ့ဒုက္ခကိုပုံမှုဆိုးရွားစေခဲ့ပါတယ်ကမ္ဘာနိုင်ငံတွေနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေကတော့မင်းအွန်လိုင်းစစ်တပ်ကိုပြင်းထန်စွာရှုတ်ချနေပါတယ်ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အန်တိုနီဂူတာရက်စ်ကငလင်တန်းနဲ့ဒေသတွေမှာစစ်တပ်လေကြောင်းတိုက်ခိုက်မှုတွေဟာလူသားချင်းစာနာမှုဆိုင်ရာဥပဒေကိုချိုးဖောက်သောရာဇဝတ်မှုတွေဖြစ်ပြီးချက်ချင်းရပ်တန့်ရမယ်လို့ပြောကြားခဲ့ပါတယ်ကမ္ဘာတဝန်းမှာရှိတဲ့မြန်မာပြည်သူတွေကလည်းမင်းအွန်လိုင်းစစ်တပ်ရဲ့လုပ်ရက်တွေကိုစန့်ကျင်ဆန္ဒပြနေပြီးနိုင်ငံတကာတိုင်းဝန်ကလည်းထောက်ခံမှုတွေပေးနေကြပါတယ်ပြည်သူတွေဟာစစ်တပ်ရဲ့ရက်စက်ကြမ်းကြုတ်မှုတွေကိုမကြောက်ပဲဆက်လက်တွန်းလှန်နေပါတယ်ဒီလိုခက်ခဲတဲ့ကြားမှာပဲမြန်မာပြည်သူတွေရဲ့စီလုံးညီညွတ်စွာနဲ့အချင်းချင်းကူညီနေကြပါတယ်ငလင်တန်းတဲ့ဒေသတွေမှာပြည်သူတွေဟာကိုအားကိုပြီးကယ်ဆယ်ရေးလုပ်ငန်းတွေလှုပ်ဆောင်နေကြရပါတယ်ဒါဟာမြန်မာပြည်သူတွေရဲ့စိတ်ဓာတ်ကိုပြသနေပါတယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေနဲ့တော်လှန်ရေးအင်အားစုတွေဟာစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကိုခုခံတွန်းလှန်နေကြပြီးပြည်သူတွေကိုကာကွယ်ပေးနေကြပါတယ်ဒီတပ်ဖွဲ့တွေဟာငလင်တန်းတဲ့ဒေသတွေမှာကယ်ဆယ်ရေးလုပ်ငန်းတွေကိုလည်းလှုပ်ဆောင်နေကြပါတယ်မြန်မာပြည်သူတွေဟာဒီမိုကရေစီရင်းနဲ့စစ်အာဏာရှင်စနစ်ကြာဆုံးရေးအတွက်ဆက်လက်တိုက်ပွဲဝင်နေကြပါတယ်မင်းအွန်လိုင်းစစ်တပ်ရဲ့ရက်စက်ကြမ်းကြုတ်မှုတွေဟာပြည်သူတွေရဲ့စိတ်ဓာတ်ကိုမကျဆင်းစေဘဲပုံမှုခိုင်မာစေခဲ့ပါတယ်ပြည်သူတွေဟာစစ်အာဏာရှင်စနစ်အဆုံးသတ်သည့်အထိဆက်လက်တိုက်သွားဝင်သွားမည်ဖြစ်ပါတယ်ဒီဗီဒီယိုကိုဒီမိုကရေစီရဲအတွက်အသက်ပေးဆက်ခဲ့ရတဲ့သူရဲကောင်းတွေနဲ့မင်းအွန်လိုင်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်တေဆုံးခဲ့ရတဲ့ပြည်သူတွေကိုအောက်မေ့ဝမ်းနည်းစွာနဲ့အဆုံးသတ်ပါတယ်သူတို့ရဲ့နစ်နာခံမှုတွေဟာအချင်းနှီးမဖြစ်စေရပါဘူးမြန်မာပြည်သူတွေဟာစစ်အာဏာရှင်စနစ်ကိုအဆုံးသတ်ပြီးဒီမိုကရေစီစနစ်ပြန်လည်ရရှိသည့်အထိဆက်လက်တိုက်ပွဲဝင်သွားကြမည်ဖြစ်ပါတယ်ခင်ဗျာ